ရှေးဟောင်းတရုတ်ပြည်တွေရောက်သွားတဲ့ဆိုင်ရောက်သွားတဲ့ဆိုင်လူဒီထဲမှာခုံနေအောင်ဖူးကကန်ကြုံလို့မြင်ကကန်ကြုံလို့မြင်တယ်ပေါ့နော်အဲ့လိုပဲအမှန်မှန်တော့လမ်းပြောက်နေဘယ်ကနေမလို့လမ်းပြက်ရှာမှန်းလည်းမသိနောက်ထပ်တနေရာရောက်ပါပြီဝါမိုက်တော့မိုက်တယ်နော်အေးတွေရပဲဟမ်လေတဖြည်းဖြည်းနဲ့တောင်းနေထက်ဟမ်နောက်တစ်နေရာလေးဆက်သွားလိုက်ပါဦးနော်ရှောက်တာတော့မှလစ်ရှိရဝေးလေကားရှိရတက်လေကားရှိရတက်လေကားရှိရအဲမပျော်သွားတယ်ဒီမှာတော့ဒါကိုဖျားဟိတ်တော့ဒီမှာလေကျော်တို့သွားတဲ့ဟာတွေဖျားတွေတဆူကြီးတဆူသူတို့ကဒီတွေကနေပြီးတော့ပတ်ပြီးခေါ်တာဒီမှာတစီတစီချူကတော့မိုက်တော့မိုက်တာနော်ဒါဖေးပရန်ဝိုက်လို့ပဲပြောရမှာပေါ့နော်သူတို့ဟိုးထိတ်ကနေပြီးတော့ဒီထဲမှာပတ်ပြီးတော့သူတို့အဲ့ပတ်သွားတာပေါ့ကျွန်တော်တို့အခု3နိုင်ကျော်လောက်ဆိုတော့ပြန်ဆင်းလို့လေစီးဖို့လေအချိန်မီလို့ရှိရင်တော့လေစီးလိုက်ပါဦးမယ်လို့နော်အဲမှာတော့နော်ကွန်ရင်ဟောမှာပါမဲတော့ကွန်ရင်နဲ့ဘိုင်းတင်းပကူဓာရဲ့ကိုလေးရတော့ပြီးပါပြီလို့လုံးမဲတန်ကော့မှာလေစီးလို့မရင်လေစီးဖြစ်ပါဦးမယ်လို့နော်အားလုံးပဲ